ပြောတာဖြစ်တယ်ငါတို့ဟေပြဲခန်းကြီးလေးငယ်15ထဲမှာပေါ့နော်ဟေပြဲခန်းကြီးလေးငယ်15ထဲမှာဖြစ်တယ်ငါတို့ယေဘရဟိမင်းဒီငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည့်ဤသို့ခံပူသောသူဖြစ်တော်မူ၏တို့ရတဲ့ဒုစရိုက်အပြစ်နဲ့ကင်းလွတ်တော်မူ၏ဒီထဲမှာကျွန်တော်တို့တွေ့ရတယ်ယေရှုခရစ်တော်ဖခင်ကိုယ်တိုင်ကကျွန်တော်တို့ခံရသည့်ဤသူသူကကနဦးမှာခံလာခဲ့ပြီးတဲ့သူဖြစ်တဲ့အတွက်ကြောင့်ယခုမှကောင်းကင်မှာသူကစောင့်ကြည့်နေပြီးတယ်သူကိုယုံကြည်တဲ့သားသမီးတွေသူကိုအမိပြုပြီးတော့သူနာမနဲ့ယက်တည်တဲ့လောကမှာရှိနေတဲ့အမှုတော်ဆောင်တော်၎င်းယုံကြည်သူတော်၎င်းစောင့်ကြည့်နေပြီးတော့ကိုချင်းစာပြီးတော့နော်ကိုချင်းစာဆိုတာကျွန်တော်တို့လူသားအထဲမှာတော့အရင်နှစ်သက်တဲ့စကားကိုချင်းစာတရားဆိုတာကျွန်တော်တို့လူသားချင်းချင်းထဲမှာတော့တတ်ဖို့ရှိတဲ့အရာဖြစ်တယ်လူသားချင်းချင်းတော့မှကျွန်တော်တို့ကိုချင်းစာတရားရှိတဲ့လူသားဆိုရင်ကျွန်တော်တို့အလိုလိုနဲ့လေးစားရတာဖြစ်တယ်ကိုချင်းစာစိတ်မရှိတဲ့လူအလိုလိုနဲ့မုန်းเสียကောင်းအလိုလိုနဲ့သူ့ရဲ့လှုပ်ရက်ကယွန်းเสียကောင်းတယ်အလိုလိုနဲ့သူဟာမိဂလာမရှိဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုယ်ရဲ့ဘုရားသခင်ကမိဂလာရှိတယ်ကိုချင်းစာရဲဆိုတာကနော်အပြည့်ဝချစ်ပေးတဲ့သူမှကိုချင်းစာဥပမာကျွန်မရေရာကိုချင်းစာရေရာမမွေးလာခင်ကလေးကရေရာငယ်စင်ကလေးကခံရမယ့်အရာကကျွန်မအရင်မွေးတဲ့လူကျွန်မအရင်ဒီဒုက္ခထဲမှာရောက်လာတဲ့သူဖြစ်တဲ့ရေရာကြုံမဲ့အမှားတိုင်းမှာလေကျွန်မတို့သူအရင်မခံရအောင်ကိုချင်းစာစိတ်နဲ့ပြုစုပေးမယ်တဲမပေးမယ်ဟေးရေရာရဲ့ဒီလိုမလို့ဒီလိုနေနော်ဒီလမ်းမတော်နဲ့ဒီလမ်းတော်သူကိုချင်းစာစိတ်နဲ့အပြည့်အဝမေတ္တာနဲ့ပြုစုပြောထောင်ပေးခြင်းဖြစ်တယ်ဒီလိုပဲကျွန်မတို့ကိုကိုယ်တဲ့ဘုရားသခင်ကကျွန်မတို့ကိုချင်းစာတဲ့ယခုမှကောင်းကင်မှာဆုတောင်းပေးရဲဆိုတာကျွန်တော်တမန်ကျမ်းစာအဖြစ်သိရတာဖြစ်တယ်ဒါကြောင့်လောကမှာကျွန်မတို့ဘုရားကိုယုံကြည်ပေမဲ့ဆုံးဆန်းသိဆောင်ခြင်းခံရမှာဖြစ်တယ်နော်ယုံကြည်သူရောမယုံကြည်သူရောအတူတူပဲဆုံးဆန်းသိဆောင်ခြင်းကျွန်တော်တို့ခံရတာဖြစ်တယ်ဒီဆုံးဆန်းနောက်ဆက်ခြင်းကိုခံတဲ့အခါမှာလည်းရှင်ယာကုပ်ခန်းကြီးတဲ့ငယ်7နှစ်ထဲမှာဘာပြောလဲဆိုတော့ဆုံးဆန်းနောက်ဆက်ခြင်းကိုတီးခံတော်သူဒီမင်္ဂလာရှိတယ်တဲ့ဒီကနေ့နော်ထို့နောက်မှနော်တီးခံခြင်းရဲ့နောက်မှာဘုရားသခင်ဂတိပေးထားတဲ့အသက်တော်ဖူရမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့ပန်းသုံးတိုင်ကဘုရားသခင်စီမှာကျွန်တော်တို့ရောက်ဖို့ဒီကြားကာလမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမပြောက်ပြတ်မပျက်စီးဖို့ရအတွက်သစ္စာတရားနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကာကွယ်ဆောင်ထင်းရတာဖြစ်တယ်နော်ပန်းသုံးတိုင်မရောက်မချင်းပျက်စီးဖို့ရအတွက်ကျွန်တော်တို့ကိုနှီးမျိုးစုံနဲ့နော်လှည့်ပြားပြီးတော့ကျမတို့ရဲ့လိုချင်တတ်မဲ့တဲ့အရာကျမတို့နော်ဘုရားသခင်ကကောင်းမှန်းသိပါရဲ့နဲ့ဘုရားသခင်ကကျမတို့ကိုဂတိပေးတယ်သူပွဲကပေးမယ်ငါ့ကိုခေါ်ပါငါတင်နာမှာရှိပြောပါနဲ့တခါတလေကိုဖက်မှာဘယ်သူမှမရှိတယ်လို့တို့အရန်ကိုတယောက်တည်းအထီးကျန်တယ်လို့ဖန်ဆားရတဲ့ချိန်လူသားတိုင်းမှာရှိတယ်ဒါကကြီးကြီးငယ်ငယ်ပေါ့နော်ဟိုရရှိအရာထူးကြီးတဲ့လူမှလည်းဒီပေါ့နော်ဥပမာအစိုးရမင်းမာတို့၎င်းအောက်ဆုံးတောင်စားလေးနော်အငယ်ဆုံးသောသူမာတို့၎င်းနော်ဒီရာကကြုံရတာဖြစ်တယ်နော်စုံစမ်းသွေးဆောင်ခြင်းကျမတို့ကခံရတာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီစုံစမ်းသွေးဆောင်ခြင်းနဲ့ပတ်သက်လာရင်နော်တိခံပေါ်ပြတဲ့ခင်ကလိုလိုရှိတာဖြစ်တယ်နော်စုံစမ်းလို့ချက်ချင်းကိုတိခံတော်သူဒီမင်္ဂလာရှိနော်အပြစ်သွေးဆောင်ခြင်းကိုခံရတော်သူမူဒီကဖျားသခင်သွေးဆောင်တာမဟုတ်ဘူးနော်မိတတ်မဲ့တော့စိတ်ကတာအပြစ်ကိုသွေးဆောင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျမတို့ဒီစုံစမ်းသွေးဆောင်ခြင်းတော့ကောင်းစင်တက်ပြီးတော့ကျမတို့တက်တာမှာဆင့်ချမယ်ဆိုလို့ရှိရင်ဖျားသခင်ကကျမတို့ကိုမကောင်းမတဲ့နဲ့ရဖက်တော့ဘယ်တော့မှမသွေးဆောင်ဘူးစုံစမ်းသွေးဆောင်ခြင်းကကျမတို့ကိုကျမတို့သွေးဆောင်တာဖြစ်တယ်စာတန်ကလည်းအထူးတည်းလာမခေါ်ဘူးဟိုလိုချင်းနဲ့ဟိုတက်မဲ့တဲ့နေရာဟိုဖြစ်ချင်တဲ့နေရာဟိုကအပြစ်ဒါကတော့လုံးမဖြစ်ဘူးဒါကတော့ဖះတော့မနဲ့တက်တော့ဘူးတော့ထင်ပေမဲ့လိုချင်တယ်လေအသွေးသားကလိုချင်တယ်နော်စိတ်တက်ကလိုချင်တယ်လိုချင်တဲ့ခါမှာအဲ့ဒီသွေးဆောင်ခြင်းထဲမှာကိုကပါသွားတာနော်ဒါကြောင့်မလို့ဆုံးဆန်းသွေးဆောင်ခြင်းဟာဖះသခင်ကသွေးဆောင်တာမဟုတ်ပဲနဲ့မိတတ်မဲ့တဲ့စိတ်ကတာအဖြစ်တော့သွေးဆောင်တာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကိုဖះသခင်ကစိတ်နှလုံးကောင်းစားဖို့ရတဲ့ကျမတို့ကိုနော်တိခံတော်သူဖြစ်ဖို့နော်ဆုံးဆန်းခြင်းထဲကနေနော်သွေးဆောင်ခြင်းထဲကနေကျမတို့နော်ပြီးခဲ့တဲ့ဘက်ကဆရာရောဘတ်ကပြီးခဲ့တဲ့တောက်ချာလေးရလဲသူနှုတ်ကပတ်တော်တို့ချုံလေးဝင်လာတယ်။တစ်ခါတလေကျမတို့မကောင်းတာလုပ်တဲ့အခါမှာနော်ကျမတို့အထဲကနေနှင်ထုတ်ဖို့လိုတာဖြစ်တယ်။
ဟိုအသိတော်ထဲကနေမကောင်းတာလုပ်လာတဲ့နှင်ထုတ်ခြင်းမဟုတ်ပဲနဲ့ဟိုအထဲကနေဆိုးတဲ့အရာနော်မကောင်းတဲ့အရာကိုအထဲကနေနှင်ထုတ်နိုင်ရမယ်အဲ့လိုနှင်ထုတ်နိုင်တဲ့ခါမှသာလျှင်ဘုရားသခင်ကကောင်းတဲ့အမှုပြုဖို့ရတဲ့ကျမတို့အသက်တာထဲမှာကိုကောင်းသောအရာကိုထည့်ပေးပြီးတော့ကျမတို့ကိုကောင်းချီးပေးမှဖြစ်တယ်ဒါကြောင့်မလို့စုံစမ်းတွေးဆောင်ခြင်းလို့ပြောတဲ့အခါမှာတခါတလေကျမတို့ခံရတဲ့စုံစမ်းတွေးဆောင်ခြင်းနဲ့ကြုံလာတဲ့အခါမှာဘာဖြစ်ရမလဲဆိုရင်တခါတလေအဲ့ဒီစုံစမ်းတွေးဆောင်ခြင်းကိုကျမတို့ညှင်းပယ်ရမယ့်ခြင်းရှိတယ်ခါတလေညှင်းပယ်လို့မရဘူးဆိုရင်ဟိုလွတ်ရုံထွက်ရပါတယ်ထွက်ပြေးရမယ့်ခြင်းရှိတယ်နော်စုံစမ်းခြင်းကိုရှောင်ထွက်ရမယ့်ခြင်းရှိတယ်ရှောင်လို့မရဘူးမလားဟိုလွတ်ရုံထွက်ရမယ်ဟိုလွတ်ရုံပြေးရမယ်ထွက်ပြေးရမယ်လို့ပြောတယ်နော်ထွက်ပြေးပြေးရမယ်ဒီထဲမှာကျွန်တော်ဆက်နေရင်ဒီအထဲမှာကျွန်မဆက်နေရင်မရတော့ဘူးကျွန်မကိုမကောင်းတဲ့အရာကအနိုင်ထက်သွေးဆောင်တော့မယ်ကျွန်မရဲ့စိတ်ကနော်လောကစကားပေါ်ရှိတယ်ချော်လဲရိုးတယ်ကျွန်မတို့ငယ်တုန်းကချော်လဲလို့ရှိရင်တစ်ခါတည်းခလေးဆိုတော့ချော်လဲတဲ့နေရာမှာထိုင်ပြီးတော့ငိုတာပေါ့နော်ငိုတဲ့ခါမှာလူကြီးတွေထချော်လဲခဲ့တဲ့အရာကိုချစ်ထောက်နဲ့နေခိုင်းတယ်အမေဆိုစထွေးနဲ့ထွေးခိုင်းတယ်နော်ချော်လဲပြီးအဲ့မှာချော်လဲတဲ့မထိုင်ရဘူးချော်လဲတဲ့နေရာမှာဆက်မထိုင်ရဘူးနော်ထားရမယ်အဲ့ဒီချော်လဲပြီးတော့ထားတဲ့နေရာကိုကျွန်တော်တို့နေခဲ့တယ်စထွေးနဲ့ထွေးခဲ့တယ်အောင်မြင်တယ်ပေါ့ဒီအရာကငါ့ကိုအချာကြီးဆွဲမချဘူးငါဒီအရာခဏပဲလဲတာဖြစ်ပြန်ထားတယ်နော်ယုံကြည်သူတွေအဲ့လိုနော်ကျွန်တော်တို့တက်တာထဲမှာရည်ကြည်တခါတလေကျွန်တော်တို့တက်တာထဲမှာမတိစိတ်နဲ့ပေါ့နော်ချော်လဲပြီးတော့ရောထိုင်တဲ့အချိန်လေးရှိတတ်တယ်ဟိုပါပြီးတော့လဲဆိုတော့အော်ချော်လဲအော်မကောင်းတဲ့လို့မလွဲရှောင်လို့မလွဲတာလို့ဖြစ်သွားပြီပဲစိတ်ထဲကလည်းကြိုက်သွားတယ်ဒီအရာကိုပေါ့နော်ဘုလည်းနှစ်သက်ပြီးတဲ့အခါမှာချော်လဲရောထိုင်ဆိုတဲ့စကားပုံလိုပဲကျွန်တော်တို့မကောင်းတာတီးကြီးနဲ့ဘုရားအလိုလိုတော့မရှိတော့ဘူးဘုရားသခင်ကဒီအရာတော့ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ဩတ္တပစိတ်ထဲမှာလက်ရှိတော်ဝင်တော်ဘုရားကမိမုန်းထိုးပြပါလေတဲ့ကျွန်တော်တို့နှစ်သက်တယ်အပြစ်ထဲမှာမိမိတတ်မဲ့တဲ့စိတ်ကနှစ်သက်တဲ့ကအဲ့ဒီမှာနော်အကြာကြီးထိုင်ချအဲ့ဒါကဆွဲချအဲ့ဒါကအမင်္ဂလာနော်မင်္ဂလာဟုတ်တော့လူကမကောင်းတဲ့အရာကသွေးဆောင်နိုင်တယ်နော်လူဆိုတာကမှားတတ်တယ်နော်လူတိုင်းကမချော်လဲဖို့တော့ကျမတို့တတိနဲ့သွားတာပဲလေတစ်ခါတည်းချော်လဲတတ်တယ်ဒါပေမဲ့ချက်ချင်းထားရမယ်ယုံကြည်သူသားသမီးတွေဖခင်ကိုယုံကြည်တဲ့ဖခင်သားသမီးတွေကနော်ချော်လဲပြီးထိုင်ဖို့ဖခင်အလိုလိုမရှိဘူးဖခင်သခင်ကတန်ရှင်းဖြောင်းမှတ်တာဖခင်ကြိုက်တယ်လုံးဝပြစ်မရှိဘူးလေလို့ဖခင်သခင်ရှင်းမှတကယ်ပဲဖြူစင်ဖြောင်းမှတ်တဲ့သူကရှိတော့ရှိတယ်ရှားတယ်များသောအားဖြင့်ကနော်အဖြစ်လုပ်တတ်တယ်ပြစ်ထဲမှာပြန်လဲတယ်နော်ဘုရားသခင်ရဲ့စံချိန်ပြည့်ညတ်တော်ထဲမှာနော်ချိုးဖောက်ပြီးတော့ဘုရားရဲ့တော်တော်နဲ့သွေးဖယ်သွားပြီမဲ့အိုးကြောက်တဲ့စိတ်နဲ့အိုးဘုရားကိုကြောက်တဲ့စိတ်နဲ့ပြန်လဲပြီးတော့အိုးဘုရားသခင်ကျွန်မမှားပါတယ်ဘုရားသခင်ကျွန်တော်မှားပါတယ်ကျွန်တော်အပြစ်ကိုခွင့်လွှတ်ပါပြန်လဲပြီးတော့တိုးဝင်ချင်းကန်ရမှာဒါကျွန်မတို့ရဲ့နော်တာဝန်ဖြစ်တယ်ထို့ကဲ့သို့ကျွန်မတို့ကနော်ဒီထဲမှာကျွန်မတို့ဒီဘယ်သူအဖြစ်ကျွန်မတို့ဘုဒ္ဓတေဘုဒ္ဓတရားဖြစ်ဘယ်သူကိုကျွန်တော်တို့ကြည့်လို့ရတယ်ဆိုယောသတ်ကိုကြည့်တယ်ယောသတ်ဟာဘောတိဖာရဲ့မယားခါလူဆွေတယ်နော်ယောသတ်ဟာချောတယ်ယောသတ်ဟာစင်ကလာတယ်သူဟာဘယင်းမိဖုရားပေါ့နော်ကသူ့ကိုလူဆွေတဲ့ခါမှာနော်သူကချက်ချင်းဘာလို့လဲဆိုထွက်ပြေးလေးရှိတယ်တဲ့နော်ရှောင်းတယ်ရှောင်းတော့မရဘူးသူအင်ကြီးစာအထိဆွဲလာတယ်ကျမတို့တစ်ခါတလေအဲ့လိုပဲကျမတို့ကိုလုံးဝမလွဲမရှောင်တတ်နိုင်အောင်နော်စာတန်ကအနိုင်ထက်မိမိကလည်းနည်းနည်းကြိုက်နေတဲ့အရာဒီသူစရက်ကိုနည်းနည်းတော့သဘောကျတဲ့အရာထဲမှာကျမတို့ကိုမလွဲတာမရှောင်တာတဲ့အထိလုံးကိုလုံးရတော့မဲ့အထိကျမတို့ကိုအင်ကြီးစာဆွဲပြီးတော့လုံးခိုင်းတော့မှာရောတာပါလို့အင်ကြီးတော့ချက်ပြီးတော့ထွက်ပြေးအဲ့ဒီချိန်မှာထွက်ပြေးကျမတို့တစ်ခါတလေမကောင်းတဲ့အရာကကျမတို့ကိုသွေးဆောင်တဲ့အခါမှာနော်ထွက်ပြေးဖို့အချိန်ရှိတယ်ဆိုတာကျွန်မဒီနေ့နော်ယောသအားဖြစ်တယ်လည်းပြီးတော့ဆင်ချင်းနဲ့ကျွန်မကိုယ်တိုင်မှာအစားကျွန်တော်တို့ဆင်ချင်းဖို့ဖြစ်တယ်ဒီနေရာမှာနော်ယောသဟာထွက်ပြေးတယ်ဆိုတာတွေ့ရတယ်ဒါကဘာကြောင့်သူထွက်ပြေးတယ်လဲယောသကသူကတတင်ကပျော်ရွှင်မဲ့အရာနဲ့တတင်လုံးဒုက္ခရောက်မဲ့အရာကိုသူမလဲနိုင်တတင်ကလေးပျော်ရွှင်မဲ့အရာထက်တော့နော်ဒီစုံစမ်းခြင်းကိုခံရတဲ့အခါမှာနော်ယောသကဒီခဏတာလေးဒီ body fire ရဲ့မျိုးသမီးမရနဲ့ဒီခဏတာလေးပျော်ရမယ်ပေါ့သူတ
တကယ်လို့ဒါသူ့ရဲ့တွေးဆောင်ခြင်းထဲမှာနော်ပါသွားတယ်ဆိုတော့ဒါပေမဲ့ तू ကတက်လုံးကိုဟာတေးမှာနော်ဖယားမနဲ့တက်ဘူးဆိုတာ तू သိတဲ့အတွက်ကြောင့်လုံးဝဒီတတင်ကပြောဖို့အတွက်နဲ့ကျွန်တော်ဘဝမလဲနိုင်ဘူးနော်ကျွန်တော်ရဲ့အရှိဆက်ပြီးတော့ကျွန်တော်ရဲ့ကြီးမှန်းချက်ရှိတယ်သူ့မှာယောသမှာယူပါလို့ရှိတယ်ယောသမှာအိမ်မရှိတယ်နော်ယောသဟာဖယားကိုမျှော်လင့်တယ်ဒီနေ့တစ်ချိန် तू ဘယင်ဖြစ်ရမယ်ဒီနေ့တစ်ချိန်ချင်းသူ့ကိုဖယားချင်းရောက်တဲ့အရာကသူ့ကိုကြိုးဆိုနေတယ်ဆိုတာသိတဲ့အခါမှာ तू ဟာတန်ရှင်းစွာတက်ရှင်တယ်နော်ဖယားသခင်ကလည်းသူ့ကိုသုံးနေတော့မယ်သုံးဖို့ရတော့ဖယားကသူ့ကိုရွေးချယ်ပြီးတာ तू သိတဲ့အတွက်ကြောင့်ဒီစိတ်ကသူ့ကိုနော်အနိုင်ထက်ကောင်းတဲ့အရာကအနိုင်ထက်တွေးဆောင်တဲ့ကမကောင်းတဲ့အရာကို तू ကျော်လွှားနိုင်တယ်ဒါကြောင့်မလို့ယောသရဲ့အသက်တာကိုကြည့်ချင်းအဖြစ်ကျမတို့တတ်မဲ့တဲ့စိတ်ကသာကျမတို့ကိုဆွဲချနိုင်တာဖြစ်တယ်ဒါကြောင့်နော်ဘသူမှတည်းခံမဟုတ်ဘူးတခါတည်းမိမိရဲ့စိတ်မိမိကိုယ်တိုင်ကဖယားသခင်ဖက်မှာယုံကြည်မှုရည်ရည်တဲ့အချိန်ရှိတမိနစ်တစ်စက္ကန့်အတွင်းမှာနော်ခဏတာအတွင်းမှာလုံးဝပြောရချက်ကလည်းပြောက်တယ်နော်ဘသူကိုအားကိုရမရှိတယ်လို့ခံစားစေထီးချမ်းတယ်လို့ခံစားစေဟိုရဲ့ဒုက္ခကဘသူမှမမြင်တော့ဘူးလို့ခံစားစေတဲ့အရာကအထီးချမ်းဆန်စေတဲ့အရာစိတ်ထဲမှာဘသူမှကိုယ်ဖက်မှာမရှိတော့ဘူးအားနေစေတဲ့စိတ်ပြည့်စေတဲ့အရာကနော်ကျမတို့မမြင်ရတဲ့အရာကကျမတို့ကိုသွေးဆောင်တယ်ဒါပေမဲ့ကျမတို့ကအဲ့ဒီဖက်စိတ်မရိုင်ဘူးအမြဲတမ်းကျမတို့ကိုယ်ကိုယ်တဲ့ဘုရားသခင်ကကျမကိုပါလို့ရှိတယ်ကျွန်တော်ကိုပါလို့ရှိတယ်တတိယလို့ရှိရင်တိမ်ဟာနော်ဒီကနေ့ဒီစုံစမ်းသွေးဆောင်ခြင်းကတိတ်အတွက်မပြောပါတော့တဲ့အရာဒီအရာကိုကောင်းစင်ကြီးတက်ပြီးတော့တင်ဖြည့်ရှိရမယ်ရမဟုတ်တော့ပဲ ever နေတိုင်းဒီအရာကနော်ဒီချော်လဲပြီးလဲပြန်ထပြီးတော့နော်နေခက်ဖုန်ခါခက်နော်ရွေးနဲ့ထွေးခက်အောင်မြင်ခြင်းနဲ့ဘုရားသခင်ရှေ့မှာအမြဲတမ်းတက်တယ်จิตတိုင်းထောင်တော်ပဲတက်တယ်ပြီးတော့မတက်တယ်ပြီးတော့ယုံကြည်ခြင်းမှာပြန်ပြီးတိဆောက်တတ်တဲ့အသက်ကဖြစ်သိရဲ့ပန်းတယ်ယောသကဒီကနေသူကပိုလွတ်ယုံထွက်ပြေးတဲ့အခါမှာသူတနေ့သူ့ရဲ့ရုပ်ပါရောသူ့ရဲ့ပန်းတယ်ပြည့်စုံဖို့ရတဲ့ဒီစုံစမ်းချက်ကသူ့ကိုမအောင်ခဲ့သူကဒီစုံစမ်းချက်ကိုအောင်မြင်သွားတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့တခါတည်းစုံစမ်းတွေးဆောင်ခြင်းနဲ့ကြုံတဲ့အခါမှာကိုယ့်ရဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်ကိုကလည်းရိုးလိုက်လို့ဖြစ်တယ်ကိုကသဘောတူလို့ဖြစ်ပါတယ်ကိုသဘောမတူဘဲနဲ့ဘယ်သူမှလုပ်ယူလို့မရဘူးကိုသဘောမတူဘဲနဲ့ဘယ်သူမှတွေးဆောင်လို့မရဘူးနော်ဒါကြောင့်မလို့ကျွန်တော်တို့စိတ်နဲ့ပဲယုံကြည်ခြင်းမှာလည်းကိုသဘောနဲ့ကိုယုံကြည်ရတယ်ဒါကြောင့်မလို့စုံစမ်းတွေးဆောင်ခြင်းကြုံတဲ့အခါမှာဖြည့်ရှင်းတဲ့အရာပေါ်မှာပေါင်းကြီးမင်္ဂလာခံစားတာကွာချာတာဖြစ်တယ်ပေါ့နော်ကွာပြီးတော့ခြားနာတော့ဖြစ်တယ်စုံစမ်းခြင်းကလူတိုင်းအတူတူပဲကြုံတွေ့ရတယ်ဒါပေမဲ့အောင်မြင်တဲ့သူတွေကိုကြည့်ပါဘာကြောင့်အောင်မြင်တယ်လဲသူတို့ဖြည့်ရှင်းတဲ့ပုံမှာပဲကွာကျမတို့ဒီစုံစမ်းတွေးဆောင်ခြင်းကိုဖြည့်ရှင်းတတ်တဲ့ပုံမှာပေါင်းကြီးမင်္ဂလာကခံနော်ပေါင်းကြီးမင်္ဂလာကကွာခြားတာဖြစ်တယ်ဒါကြောင့်ကျမလည်းနော်တစ်ခါတလေချရင်ကျမတပတ်ကိုကျမကိုယ့်အသက်တာကိုပြန်ဆက်စစ်တယ်ဒီတပတ်မှာဝိညာဉ်ရေးရမှာကျမဒီနေ့ရှုံးတဲ့ဖက်ရောက်နေတယ်ဒီတပတ်မှာဝိညာဉ်ရေးရမှာကျမပို့ပြီးတော့ဆောင်းဖြစ်နေတယ်ကိုယ့်ကိုအမြဲတမ်းချိန်ကြည့်တယ်နော်ချိန်ကြည့်တဲ့အခါမှာနော်ဘုရားသခင်ဖက်မှာစိတ်အားကြီးပြီးတော့အမြဲတမ်းကိုစက္ကန့်ချင်းနဲ့ဘုရားကပဲအမြဲတမ်းတော်ဝဲလူပေးပါကိုလိုရဲ့ချစ်ထဲမှာကိုလိုရဲ့မျက်မှောက်တို့ထဲမှာရင်ဖွင့်နေဘုရားသခင်လူကိုရင်ဖွင့်တဲ့ဘုရားကိုများရင်ဖွင့်ဘုရားကိုများဆုတောင်းဒီစုံစမ်းခြင်းတီးခံတဲ့အခါမှာနော်မေတ္တာမှာမင်္ဂလာရှိဖို့ရတော့ဘုရားကိုရင်များဖွင့်ရမှာဖြစ်လူကိုသွားပြီးရင်မဖွင့်နဲ့လူကိုရင်ဖွင့်နေဆိုတီးရဲ့ရင်ဖွင့်ချက်ကနောက်တစ်ယောက်စီမှာပဲပြန်ရောက်မှာဘုရားစီမှာမရောက်ဘူးတရားဘုရားသခင်စီမှာဘုရားရဲ့မျက်မှောက်တော်နဲ့တင်းရဲ့နော်ငိုကြွေးခြင်းနဲ့ငိုကြွေးချလိုက်ဘုရားသခင်ရဲ့မျက်မှောက်တော်ကငိုကြွေးလို့ကောင်းတယ်ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာလေထီချလို့ကောင်းတယ်နော်လေးနေတဲ့အရာတွေထီချလို့ကောင်းတယ်ဒါကြောင့်မို့ကျွန်တော်တို့စုံစမ်းတွေးဆောင်ခြင်းနဲ့ဂျုံတဲ့အခါမှာကျွန်တော်တို့ကိုဘုရားသခင်တကားဖွင့်ပေးတယ်သူရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ကိုဆွဲခေါ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ဒီနေ့နော်ကောင်းတဲ့အထက်ကနေပြီးတော့ကျွန်တော်တို့တွေးဆောင်ခြင်းကိုအောင်မြင်တော်သူဖြစ်ဖို့ကျွန်တော်တို့ကိုဘုရားသခင်လိုရှိတာဖြစ်တယ်တခါတလေစုံစမ်းတွေးဆောင်ခြင်းတော်မှာကိုရဲ့အဖြစ်ကြောင့်တန်ခံရရင်နဲ့ပဲချီးမွမ်းဖွယ်ရရှိတယ်နည်းနဲ့နော်ကိုအဖြစ်ကြောင့်တွေးဆောင်ခြင်းခံရရင်အဲ့ဒါကကောင်းတာမဟုတ်ဘူးကိုကြောင့်မဟုတ်ပဲကိုကတော့ကောင်းတာလုပ်ပါလေနဲ့ကောင်းအောင်နေပါလေနဲ့ဥပမာဆွဲခံရတာမျိုးကိုမလုပ်ရဘဲနဲ့သူလုပ်ပါတယ်ဆိုပြီးတော့ဆွဲခံရတာမျိုးမတရားတစ်ဖြစ်နာကျင်စွာခံစားရတဲ့အခါမှာ
ရားသခင်ရှိမှကျေးဇူးရှိတယ်တဲ့နော်ဒါကြောင့်မလို့ကျွန်တော်တို့နောက်ဆုံးဆန်းချင်းခံရတဲ့ခါမှာလည်းကိုယ့်အဖြစ်ကြောင့်မဖြစ်စေပဲနော်ဖရားသခင် target ထားတဲ့အရာဒီယောသရဲ့တက်တာကျွန်တော်တို့ပြန်ကြည့်မယ်သူကဖရားကသုံးဖို့ရအတွက်ရှင်ပြန်တစ်ပါးဖြစ်ဖို့ရအတွက်သူ့ကိုဖရားသခင်နီးမျိုးစုံနဲ့တွေးတယ်ဆိုတာတွေ့ရတယ်နော်သူ့ကိုတွေးလေထက်လေနော်တွေးလေထက်လေယောသရဲ့တက်တာကဖရားသခင်ကတွေးလေထက်လေဖြစ်တယ်သူ့ရဲ့ဘဝကိုကြည့်ကျွန်တော်တို့အသက်တာမှာလေယောသကဲတော့နော်ဖရားသခင်ကဘယ်အရာဖြစ်ကျွန်တော်ကိုတွေးနေတယ်လေကျွန်မကိုတွေးနေတယ်လေအော်ဒီယာကိုတီဆိုဆန်းချေကျွန်တော်ခံတဲ့အခါတီးမခံနိုင်ဘူးဒီလိုတော့ခွတ်မလွတ်နိုင်ဘူးဒါပေမဲ့အဲ့ဒီအရာအဖြစ်ဘုရားသခင်ကျွန်မကိုတွေးနေပါလားဆိုတာတတိယပုံကြီးကြီးတယ်အဲ့ဒီခါကျရင်သင်ဟာနော်အောင်မြင်တော်သူထဲမှာဘုရားသခင်ကနော်သင်ကိုတွေးဆောင်အောင်ဖက်မှာတွေးဆောင်မှာဖြစ်တယ်ဆိုတာကျွန်မပြောချင်တယ်နံပါတ်2အနေနဲ့ဆင်းရဲဒုက္ခကိုသိခံခြင်းဆိုပြီးတော့ဗောနော်နံပါတ်2ဆင်းရဲဒုက္ခကိုသိခံခြင်းဆိုပြီးတော့အောင်စပေးထားတယ်အဲ့ဒီမှာတော့ဂျပန်အနေနဲ့ရှင်ယာကုခန်းကြီး9ငွေ73ကိုခဏဖတ်ရအောင်နော်ရှင်ယာကုခန်းကြီး9ငွေ16ရှင်ယာကုခန်းကြီး9ငွေ16ကိုဖတ်ချင်ပါတယ်73ဖြစ်တယ် sorry နော်ရှင်ယာကုခန်းကြီး9ငွေ73ဖြစ်ပါတယ်နော်73တေနောတွင်ဆင်းရဲခံရသောသူရှိတဲ့ဆုတောင်းစေတဲ့နော်ဒီအချက်လေးကိုကျွန်မနော်ဒီချက်ပါတယ်ကျွန်မတို့တစ်ခါတည်းဆင်းရဲဆိုတဲ့အခါမှာစားစရာမရှိဝတ်စရာမရှိဆိုတဲ့ဆင်းရဲမှုတစ်မျိုးကိုပဲကျွန်မတို့တစ်ခါတည်းပေါင်းထဲမှာမြင်အောင်တတ်ကြတယ်အဲ့ထဲမှာနော်ပါရီပါတယ်ဆိုရင်ကျမ်းမာခြင်းဆင်းရဲပေါ့နော်ကျမ်းမာခြင်းချို့တဲ့နာမကျမ်းခြင်းဆင်းရဲပေါ့နောက်မျိုးပေါ့နော်ပတ်ဝန်းကျင်မှာဆွဲခံရခြင်းဆင်းရဲခြင်းရှိမယ်ပြီးရင်ပုံမလုံးရလဲနဲ့သူကတော့ဒီလိုဖြစ်တယ်ဆိုတော့တမုတ်လေလို့ပြောဆိုခြင်းဆင်းရဲခြင်းရှိမယ်ပေါ့နော်အဲ့ဒီဆင်းရဲခြင်းကိုတဲ့ခံရတဲ့အခါမှာဆုတောင်းစီယုံကြည်သူတွေဒီနေ့ဆုတောင်းခြင်းအဖြစ်ပဲဘုရားသခင်ကကျွန်တော်တို့ကိုအောင်မြင်တော်သူဖြစ်စေခြင်းတာဖြစ်တယ်ဒါကြောင့်ဆင်းရဲဒုက္ခကိုသိခံတော်သူသားရင်မင်္ဂလာရှိတာဖြစ်တယ်ဘုရားသခင်ရှေ့မှာကျွန်တော်တို့မင်္ဂလာရှိဖို့ဘုရားသခင်ရှေ့မှာကျွန်တော်တို့ဒီနော်ဆုတောင်းတော်သူဖြစ်ဖို့ဘုရားသခင်ကအလိုတော်ရှိတဲ့အခါမှာဒီနော်ဆင်းရဲခံရတော်သူရှိတဲ့ဆုတောင်းရမယ်နော်ရှင်လန်းတော်သူရှင်လန်းစာရန်တခြင်းကိုဆိုရမယ်အောက်မှာဆက်ဖတ်တယ်ဆိုရန်တောင်းနေကျွန်တော်တို့ကိုဘုရားသခင်ကနော်ထိုးတို့ပြုနဲ့ယုံကြည်ခြင်းပဋ္ဌာနာတွေလူကိုကယ်ဆယ်၍တည့်ရဲ့ယုံကြည်ခြင်းကပဲတင့်ကိုကယ်ဆယ်မယ်လို့ပြောတယ်နော်အခန်းငယ်15ထဲမှာနော်လူကိုကယ်ဆယ်၍ဆုတောင်းခြင်းပဋ္ဌာနာတွေလူကိုကယ်ဆယ်၍သခင်ဘုရားသည်သူ့ကိုထားမြောက်စေတော်မူမည်သူသည်အပြစ်ပြုမိတော်လဲထိုအပြစ်ကိုလွှတ်တော်မူမည်တဲ့နော်အပြစ်ပြုမိရင်တော့မှထိုအပြစ်ကိုဘုရားသခင်ကခွင့်လွှတ်မယ်ဒါကြောင့်မလို့ဆုတောင်းခြင်းအဖြစ်ဘုရားသခင်ရဲ့အမျက်တော်ပြည့်စည်တဲ့သားသမီးဖြစ်ဖို့ပေါ့နော်မိသားသမီးမိဘနဲ့လူထဲမှာတော့မိဘနဲ့သားသမီးကြားမှာသားသမီးဖြစ်တဲ့သူကအပြစ်လုံးပြီးလို့မိဘကိုပေါ့နော်ဟိုပြန်လေတောင်းပန်ပဲဖေးနော်သမီးမှားပါတယ်တားမှားပါတယ်ဆိုပြီးတော့သူကနောက်တောင်းပန်မိဘကလုတ်ချင်တော့မှပေါ့နော်ဒေါသထွက်စေတယ်ငါစကားကိုနားမထောင်ဘူးလို့အမျက်ရှိတော့မှသူ့ကိုနော်ဩရတယ်ငါသားနော်အဲ့ဒီတောင်းပန်ခြင်းကမိဘရဲ့ဒေါသစိတ်ကိုအကြီးပြန်နေပြောစီတာဖြစ်တယ်ဒါကြောင့်မလို့တောင်းပန်ခြင်းနော်လိုအပ်တယ်မှားတဲ့အခါမှာတောင်းပန်ရမယ်ဘုရားသခင်ရှေ့မှာလည်းအမှားဒီမှာအပြစ်ပြုမိတောင်းပန်ရတယ်လို့မိဘရှေ့မှာလည်းသားသမီးအလျောက်မိဘကမလုံးနဲ့မသွားနဲ့နော်လို့ပြောထားတဲ့အရာဟိုကျူးလွန်မိတယ်ပေါ့နော်အမေရဲ့ပညာချက်အဖေရဲ့ပညာချက်ကိုကျူးလွန်မိတယ်ဆိုတောင်းပန်ရတယ်တောင်းပန်တဲ့အခါမှာရတယ်တောင်းပန်တဲ့သူဟာလေဒေါသထက်သူ့ကိုချစ်စိတ်ကပိုသွားတယ်ငါသမီးကအဲ့လိုတော့တောင်းပန်စိတ်လေးရှိတာနော်အပြစ်အတွက်တန်ခါဖို့သူ့မှာစိတ်ဝိပ္ပကြံစင်တော့မှနော်အဲ့ဒါအကြီးပြောသွားပြီးတော့သူ့အတွက်ငါသမီးစားချင်တယ်ညာငါသမီးလိုချင်တယ်ညာငါသားပါကြိုက်တတ်တယ်ဆိုတာမိဘကပြန်လဲပြီးတော့စီစဉ်တာတွေ့ရတယ်ထိုနည်းတူပဲကျွန်တော်တို့လူသားတွေကိုပဲဘုရားသခင်ကနော်ဆုတောင်းခြင်းဘုရားကိုပြည့်ဝချတောင်းပန်ခြင်းအဖြစ်ဘုရားသခင်ကမှာ
ကျွန်တော်တို့ဆင်းရဲဒုက္ခကိုသိခံခြင်းအဖြစ်ကြော်လွှားမယ်ဆုတောင်းပတနာပြုခြင်းအဖြစ်ကျွန်တော်တို့ကိုကယ်လွတ်မယ်လို့ပြောတဲ့ဘုရားသခင်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီလောကမှာသိခံခြင်းဆိုတာသခင်ဘုရားကြွလာတော်မူသည့်တိုင်အောင်သိခံတယ်တဲ့စောင့်နေကြလို့ပြောတယ်။အခါတည်းဘာမှကိုလုံးရတဲ့အရာမဟုတ်ပဲနော်ကိုဥပမာကိုဟာကိုဘုရားကိုချီးမွမ်းနေတာအိုးဘုရားသခင်ကောင်းဒါတော့မှပေးလူကသူဆူတောင်းရင်ဘာတွေတောင်းနေမှမသိသူကိုးကွယ်တာသူဘုရားကိုဘယ်လိုတွေကိုးကွယ်နေလဲမသိအဲ့လိုလေးပေါ့နော်ဘာမှအပြစ်မရှိအပြစ်ရှာနော်ကိုဆွဲပြောဆိုတဲ့နော်အရာတွေကိုခက်တလေတီးမခံနိုင်ဘူးအဲ့ဒါကလေငါဘုရားကိုကိုးကွယ်နေငါဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်မှုကိုငါဝန်ခံနေတာငါလုံးနဲ့ငါဝန်ခံနေဒီလိုကငါခွန်အားရလို့ဘုရားကောင်းတဲ့ချစ်တော်ပြောနေတာပေါ့လာပြီးတော့နော်ခရီးရန်နေပဲချင်းတက်ခိုက်ချင်းကိုကျွန်တော်တို့ကြုံရတဲ့အခါမှာအဲ့ဒါလည်းအဆုံးတိုင်အောင်သိခံရမှာဖြစ်သူ့ကိုသိခံရမယ်နော်သိခံရမယ်ဘာလဲဆိုတော့စက်စာထဲမှာလေလုံးတဲ့သူတော်မှာတဲ့သူလေလုံးတဲ့ခါမှာတဲ့အရင်မိုးနောက်မိုးဆောင်းပြီးတော့သူလေထဲမှာတိနှံတွေထွက်လာဖို့ရအကောင်းဆုံးထွက်လာဖို့ရအတွက်အဲ့ဒါမိုးကိုစောင့်တယ်တဲ့နော်ဒါကြောင့်မလို့ကျမတို့ကနော်ဘုရားသခင်ကစောင့်ခိုင်းတဲ့အရာတီးခံခြင်းနဲ့စောင့်ခိုင်းတဲ့အရာကအကောင်းဆုံးရစေဖို့ဖြစ်တယ်နော်အကောင်းဆုံးတော့ရစေဖို့ဖြစ်တယ်နော်လူငယ်တွေမျိုးသမီးတွေကိုအိမ်ထောင်ဖက်အတွက်ဆူတောင်းတဲ့အခါမှာအကောင်းဆုံးရဖို့ရအတွက်တင်ကဒီလူကတော့ကျွန်မအတွက်ကောင်းနိုင်တယ်ဒီလူမျိုးဆိုလည်းဒီကောင်မလေးကကျွန်တော်အတွက်ကောင်းနိုင်တယ်လို့စီစဉ်ပေးမယ်ဖခင်အကြံစီထဲမှာသူ့မပါဘူးဆိုတော့ဖခင်ဖယ်ရှားမယ်ဖယ်ရှားတဲ့အခါမှာစိတ်မပြတ်နဲ့ဖခင်သခင်ကကျွန်မအတွက်ကောင်းဆုံးပြင်ဆင်လို့ဖြစ်မယ်ပေါ့နော်ဆူတောင်းခြင်းနဲ့ကိုယ်အနာဂတ်ကိုထားပါစေလို့ဖြစ်ကြဖို့လေလိုအပ်တယ်ဒီခံခြင်းနဲ့ဘုရားရဲ့နော်အလိုလိုကိုဆောင်ဆန်းတတ်ဖို့ရည်ကြည်တဲ့တက်တာမှာနောက်နံပါတ်3အနေနဲ့ဒီခံခြင်းနဲ့ဝန်ခံခြင်းနော်နံပါတ်3အနေနဲ့ဒီခံခြင်းနဲ့ဝန်ခံခြင်းဆိုတဲ့အရာဒီခံတယ်ဆိုတဲ့အခါဝန်ခံခြင်းဖြစ်တယ်နော်ဒီခံတဲ့အခါမှာညှင်းဖို့မဟုတ်ဘူးညှင်းပြီးပြန်ပြောတာအဲ့ဒါကဒီခံတာမဟုတ်တော့ဘူးနော်ဒါကြောင့်မလို့ဒီထဲမှာတော့တစ်ပေခန့်ချင်းနဲ့ငင်18 19မှာတော့ဆောက်ဖက်လို့ရတယ်ဂျန်ညွန်လေးတွေပြထားတယ်ပေါ့နော်ဒီထဲမှာတော့အစိုးရနော်ကိုတခင်တို့ရဲ့အဆိုးချင်းကိုဝန်ခံရမယ်နော်ကြောက်ရွံ့ခြင်းနဲ့တကွာနော်ကိုတခင်တို့ရဲ့အဆိုးချင်းကိုဝန်ခံရမယ်လို့ပြောထားတယ်နော်အဲ့ဒီထဲမှာအခန်းငယ်19ပေါ့နော်တစ်ပေနဲ့19ထဲမှာဆိုဘာပြောလဲဆိုတော့တခင်ဒီစစ်ကောင်း၍ဖြစ်ရင်တော့သဘောရှိသည်ဖြစ်စေတဲ့ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေဝန်ခံကြလို့ပြောတယ်နော်ဘုရားသခင်ကဥပမာတင်တော်မှာတင်ဖို့ဆရာဘုရားသခင်ပြီးရင်တင်ဖို့ဆရာဘုရားကဖွင့်ခံတာလေပေါ့နော်ဥပမာတနည်းအားဖြင့်ပြောကြကြည့်လို့မိသားစုမှာဆိုရင်လည်းအကြီးဆုံးကဖခင်ဖြစ်တယ်နော်ဖခင်ကအကြီးဆုံးပဲပြီးရင်တိုင်းပြည်နဲ့ဒီဟာနဲ့ခြုံပြီးပြောမယ်ဆိုရင်အစိုးရမင်းအကြီးဆုံးဖြစ်တယ်အဲ့ဒီထဲမှာနော်တကယ်စစ်ကောက်၍ပြင်းရင်တော့သဘောရှိသည်ဖြစ်စေနော်ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေသူဘယ်တော့ပဲဆိုးဥပမာဖခင်ကအရက်တောက်နေတဲ့ဖခင်မျိုးရှိနော်လက်တအားပါပြီးတော့နော်လုံသားသမီးကိုရိတ်နေတဲ့ဖခင်ဖြစ်မယ်နော်ဖခင်ကအဲ့လိုထဲမှာတော့ဒါကိုစန့်ကျင်ဖို့မပြောထားဘူးနော်ကျန်တော်ထဖို့မပြောထားဘူးဝန်ခံရမယ်လို့ပဲပြောထားတယ်ဒါကြောင့်ကျွန်တော်တို့သိခံခြင်းဟာလေဝန်ခံခြင်းတစ်မျိုးဖြစ်တယ်အဲ့လိုဝန်ခံနေမှနော်သိခံခြင်းနဲ့ဝန်ခံခြင်းကလွယ်တာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရဲ့မျက်နှာကိုထောက်၍မတရားသောညှိဆဲခြင်းကိုနာကျင်စွာခံစားရဖြင့်ယေရှုရှိတယ်။နော်တစ်ခါတည်းဘုရားသခင်ရဲ့မျက်နှာကိုကျွန်တော်တို့ထောက်ပြီးတော့နာကျင်ရပြီမဲ့အိုးဘုရားသခင်ရဲ့မျက်နှာထောက်တဲ့အခါဘုရားသခင်အထဲမှာယေရှုရှိတယ်ကျွန်တော်တို့တွေ့ပေါ့နော်။ဒါကြောင့်မလို့ဒီနေ့သိခံနေဆိုတဲ့အခါမှာဝန်ခံခြင်းဖြစ်တယ်။တစ်ခါတည်းအခက်ဆုံးကအဲ့ဒါပဲ။ကျွန်မအစားဝန်ခံခြင်းဟာကဲဆိုတော့ဟုတ်ကဲ့ပြောဖို့အရင်ခက်တယ်ကျွန်မတခါတည်းကျရင်ကျွန်မဟိုနော်ဆရာဝန်ခံခိုင်းတဲ့ရရှိဝန်ခံခြင်းဘူးဒီရမို့ဆိုလည်းပတ်ကြည့်တယ်ဘောနော်ဒီလိုဆိုတော့မဟုတ်ဘူးသူကတာကိုဝန်ခံနော်ကျွန်တော်တို့တက်တာပါလေကောင်းမှန်းသိတယ်နဲ့ဝန်မခံနိုင်ဘူးနော်အုပ်ဆိုးချင်းကိုဝန်မခံနိုင်ဘူးကျွန်တော်တို့မျိုးသမီးတွေဆိုရင်မျိုးသားရဲ့အုပ်ဆိုးချင်းကိုဝန်ခံရမယ်လို့ဘ
ဘုရားကပြောထားတယ်အခါတည်းဝန်ခံဖို့အရင်ဖြစ်တယ်နော်ဝန်ခံလိုက်ရင်တော့အရင်ညင်ချတော့တယ်မဝမခံပဲနဲ့တော်ထိုင်ကြည့်တဏီကိုဟာမင်္ဂလာမရှိတော့ဘူးနော်တဏီကိုမျက်စောင်းနော်မျက်စောင်းလေးထိုးပြီးတော့ဝချိုးလေးကြည့်မိုးရီရွာတဏီကိုမခေါ်နိုင်မပြောနိုင်ဘူးနော်အဲ့ဒါဝန်ခံခြင်းမရှိတဲ့တက်တာကဘူးလားဝန်ခံခြင်းမရှိတာကအမှဝန်ခံလိုက်ရင်ပြီးနေပြီအဲ့ဒါမဟုတ်ဘူးမဝန်ခံခြင်းဘူးနော်အဲ့ဒါကြောင့်မလို့တိခံခြင်းနော်လေမယားလည်းတိခံရမယ်မိဘနဲ့သားသမီးလည်းတိခံရမယ်အသင်းတော်မှာလည်းတိခံရမယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုဘုရားသခင်ကယေရှုခရစ်တော်ကိုစံနမူနာဖြစ်ထားပြီးယေရှုခရစ်တော်ကသူ့ကိုယ်တိုင်နဲ့လောကမှာကျင့်လည်ခဲ့တယ်လို့ပြောတယ်နော်ကျင့်လည်ခဲ့တဲ့အတွက်ကြောင့်သူမမဆနိုင်စရာအကြောင်းမရှိဘူးเนาะကျမတို့ရဲ့ဒုက္ခကိုသူမမဆနိုင်စရာအကြောင်းမရှိဘူးအခုဆိုရင်ပို့ပြီးတော့လောကကြီးကဆိုးရုံလာတယ်ညီရတယ်ညီနဲ့အတိုင်းကိုဖြစ်လာတယ်အရင်ကတော့ငယ်ငယ်လေးကြားဘူးလေနောက်ဆုံးတော့အလာမပါလေဖြစ်အဲ့တော့အရင်စိတ်လုံးရှာပြီးတော့ဆူတောင်းကြတယ်နောက်တောင်းတဲ့ခါစားကိန်းချင်းညာခါစားဆိုတော့ဆူတောင်းရမယ်လို့ဆရာမကြီး Sunday school ဆရာမကြီးတင်ဦးဆရာကြီးရဟိုတဲ့ခါမှာတော့လောကတွင်တဲ့ခါမှာဆူတောင်းကြတယ်နောက်ဆုံးတော့အလာချစ်ဆောင်ချင်မတို့ပါဟောနိုင်ဖို့အတကယ်နောက်ဆုံးတော့အလာရောက်လာတဲ့ခါမှာလူတွေကလည်းထုံသွားတယ်အေးနောက်ဆုံးတော့အလာရောက်နေပြီနောက်တာရဖေးဆူတောင်းချင်တဲ့ဖေးကိုစောင်းရအောင်တီးခံပြီးတော့စောင်းမဟုတ်တီးမခံနိုင်တော့ချင်းပွဲပြင်းချင်းပြန်ပြီးတော့ပြောလာကြတယ်နော်နောက်ဆုံးတော့ကာလကိုကျမတို့မြေဝါးထင်မြင်ရတာတော့မှကျမမနေညတညာတော့စဉ်းစားမြေဝါးထင်မြင်ရတာတော့မှလူတွေကမတော်ဘူး။ဘာနဲ့တူတယ်ဆိုခလေးလေးတယောက်သူ့မေကမလုံနဲ့လို့ပြောတော့ကကြောက်ဖို့နေနေတာတန်ပြောတယ်နော်တီတော်ထဲမှာလည်းညီရတယ်နဲ့တခါတည်းဗီဒီယိုတိုလေးတွေညီရတန်မိပေါ့လေကြောင်လုတ်တော့မဲ့အတိုင်းမိပေါ့ပြန်ရိုက်တဲ့သားသမီးလည်းရှိလုံးဝထုံသွားတာယုံကြည်သူတွေကိုလည်းနော်ကြောက်တဲ့စိတ်မရှိတော့ဟာဘုရားကိုပို့ပြီးတော့ဘုရားမျက်နှာတော်ရှာရမယ်မျက်မှောက်တော်ရှာရမယ်ဘုရားတကယ်မျက်နှာကိုထောက်ရမယ်ဆိုတာကလူတွေကတိကြီးနဲ့မလုပ်နိုင်တော့ထုံသွားတယ်ကျမတို့ကဘုရားတခင်ကအဲ့လိုမရှိဘူးအဲ့ဒါကဘာလဲတူလဲဘယ်လို့ပဲနော်ယုံကြည်သူဖြစ်လာတာနော်နှစ်ပေါင်းတချို့ဆိုရင်အမှုတော်ဆောင်တွေကတချို့မှုတော်ဆောင်တွေဆိုရင်နော်သူရဲ့မှုတော်ဆောင်တဲ့တန်းက25နှစ်နော်50 85နှစ်ရှိကြတယ်ဒါပေမဲ့တော်ကိုလည်းမပြောင်းလဲတဲ့မှုတော်ဆောင်တွေအများကြီးနော်တမန်တရားပုံမပေါ့ဘူးဒီနေ့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းတယ်။အော်ဘုရားသခင်ကျေးဇူးတင်တယ်။ဘာမှမဟုတ်တဲ့ကျွန်မဘုရားဖွင့်ပြတာကိုမြင်ရတယ်။ဘုရားသခင်စကားပြောချင်းခံရတယ်။ဘုရားသခင်ကတိပေးတာကိုကျွန်တော်တို့လက်တွေ့အောင်ထင်မြင်ရတဲ့အခါမှာကျွန်မကတော့အရင်ဘုရားကိုကျေးဇူးတင်တယ်။ကျွန်မရဲ့ယုံတက်တန်းဘယ်တော့မှမရှိဘူး။နော်ယုံကြည်လာတဲ့တက်တန်းနဲ့နော်နှစ်နဲ့ပြောမယ်ဆိုရင်ဒီအသက်အရွယ်အထီရောက်လာတယ်ဘုရားကိုယုံကြည်။ဒါပေမဲ့တကယ်မျက်မှောက်တော်ထဲမှာဘုရားရဲ့စကားပြောချင်းခံရပြီးတော့ဝိညာဉ်ပေါက်ပြီးတော့ဝိညာဉ် level မှာဘုရားရဲ့ကောင်းမြတ်ခြင်းကိုအရင်ခံစားရတာဘယ်တော့မှမကြောက်ဘူး။ဒါကြောင့်ကျွန်မတစ်ခါတည်းနော်ကိုရောဆောင်ပြီးဆရာကြီးကိုကြည့်တဲ့အခါမှာအများကြီးကျွန်မပညာရတယ်လို့ပြောမှလား။ကျေးဇူးတော်ချီးမွမ်းတာပေါ့။အော်ဘုရားသခင်ကဘာမှမဟုတ်တဲ့ကျွန်မသူရွေးကောက်တာကထင်ရှားရွေးကောက်တယ်။ကျွန်မကိုတော့ထူးရွေးကောက်ထားတယ်ဘုရားသခင်ရဲ့မျက်နှာကျွန်မဘာလို့မထောက်ရပါလဲဘုရားသခင်မျက်နှာကျွန်မဘာလို့မရှာနိုင်ရမှာလဲဆိုပြီးတော့ပြန်ပြီးတော့ခွန်အားယူရတဲ့ချိန်ရှိတယ်ပြန်ပြီးတော့ကိုခွန်အားပြန်ထည့်ရတဲ့ချိန်ရှိတယ်လူကဖြားလာတဲ့ချိန်မှာပဲအားစီတောင်းရတယ် drip တွေသွင်းရတယ်အားနေတဲ့အတွက်ထိုနည်းသူဆိုပဲကျွန်တော်နှုတ်ကပတ်တော်ကိုလည်းကျွန်တော်တို့ကိုအားနေတာတိမှဒီနှုတ်ကပတ်တော်ကိုအားဖြင့်ပြန်ခွန်အားယူရတာဖြစ်ဟာဒီနေ့ကျွန်တော်တို့ကလည်းကိုခွန်အားနေမှလည်းမသိယုံကြည်ခြင်းမှာဘယ်လောက်ဖြစ်ကိုကြာဆုံးနေမှလည်းမသိဘူးနမောနမေနော်တို့စီမရှိတဲ့တို့တမီး၅ဦးခဲ့တော့ကျွန်တော်တို့တက်တာနော်စီပြည့်တဲ့တို့တမီး၅ဦးခဲ့တော့ကျွန်တော်တို့တက်ရှင်ရမယ့်အရာကိုစီမပြည့်တဲ့တို့တမီးခဲ့တော့ကျွန်တော်တို့နေထိုင်တဲ့ချိန်တွေရှိတယ်ဆိုတာနော်ပြန်ပြီးတော့ဆင်ခြင်ရအောင်လို့ကျွန်တော်ပြောချင်မင်းညာကကျွန်မအိုးဘုရားရဲ့နှုတ်ကပတ်တော်ကျွန်မအများကြီးကျွန်မခံစားတဲ့ခါမှာဘုရားကိုကျေးဇူးတင်အဲ့ဒီချိန်မှာကျွန်မကိုမျက်စိထဲမှာပါပေါ်လာလဲဆိုယုံကြည်သူတွေအသက်တာကပါနေတချို့ပေါ့နော်လူတိုင်းတော့မဟုတ်ဘူး
တကယ်ပြားမျက်မှောက်တော်ခံစားပြီးတော့တက်တာကြောင်းလဲတဲ့လူတွေကတော့မတီးရနဲ့မတူဘူးเนาะအဲ့လိုမရှိတဲ့လူတွေကဘာနဲ့တူတယ်လဲဆိုပိတ်ကြရွက်တဲ့လူတွေပိတ်ကြရွက်ကလေအပေါ်မှာကြီးရှိတယ်เนาะမိုးရွာလဲသူကအပေါ်မှာကြီးလုံးလေးကဟိုလေးနေလေးလေအပေါ်မှာကြီးရှိပဲပိတ်ကြရွက်ကလုံးဝကြီးမစိုးဘူးထူဆန်းတာပိတ်ကြရွက်ကနော်ရေလုံးဝမစိုးဒါပေမဲ့ရေကလောင်းထဲလိုက်လို့ရှိရင်ရေကလည်းအလုံးလိုက်ပြေးနေတာသူ့ပေါ့ဒီလိုထားနေတော့ဟိုဘက်ပြေးရေဆိုတာလုံးဝရေမစိုးတော့ခြောက်နေတာအဲ့ဒီတက်တော့ဘုရားကကျွန်မကိုပြောပြသူကြည့်နေတဲ့တက်တာတွေမရှိဘူးအဲ့ဒါဒီနေ့ဟောကျွန်တော်တို့တင်တော်ထဲမှာတော့ဒီလိုမရှိတော့ဘူးနော်လိုလည်းမရှိရဘူးရှိခဲ့တဲ့လူရှိရင်လည်းမရှိရတော့ဘူးဒီပြုပြင်ရအောင်ကိုတက်တာကိုပြုပြင်ရအောင်နော်စောစမ်းသွေးဆောင်ချင်းကျွန်မတို့ဘက်တော့ပြင်ဆင်တဲ့ခါမှာဒီစောစမ်းသွေးဆောင်ချင်းဟိုလုတ်ဖို့ရအတွက်ဖြစ်တဲ့ခါမှာကျွန်မအနေနဲ့ဆိုတော့ဒီဟာရတက်ကောက်တယ်ပေါ့ဒီတက်ခွန်အားယူမဲ့တော့ဘက်တော့များတဲ့ခင်ဖွင့်ပြဖို့ဒီစောစမ်းသွေးဆောင်ချင်းနဲ့ပတ်သက်ပြီးတော့ခွန်အားယူဖို့ပဲဖြစ်တဲ့ခါမှာဟောဘုရားတဲ့ခင်ကကျွန်မအလုပ်အထည်မှာဒါကလို့ဖြစ်တယ်ပေါ့နော်ဘုရားတဲ့ခင်ကဒီနှုတ်ကပတ်တော်ပြတဲ့ခါမှာဟိုကျွန်မတက်တာမှလည်းပြည့်နေပြီးတော့စင်ချင်းရတာဖြစ်တယ်ပိန်းကြရွက်ကိုကျွန်မပေါ်ပြတယ်ပိန်းကြရွက်ပေါ်မှာရေရှိတာတော့မှပိန်းကြရွက်ကြီးမဆိုပြန်ဆန်းစစ်ရအောင်ပေါ့နော်ကျွန်တော်ရဲ့တက်တာကအဲ့လိုရှိနေတာကျွန်မရဲ့တက်တာကအဲ့လိုရှိနေတာနှုတ်ကပတ်တော်ကိုကြားပါတယ်ကျမ်းစာလည်းဖတ်ပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်မပေါက်နိုင်ဘူးဝိညာဉ်အနေနဲ့မပေါက်နိုင်ဘူးဖယားစကားနဲ့မကြားဘူးဘုရားလူတွေကနော်ကျွန်မကတော့ကျွန်မအနေနဲ့ပြောမယ်ဆိုကျွန်မငယ်ငယ်တုန်းကဒီကဲတင်ချင်းရဲ့အကြောင်းကိုကျွန်မသဘောမပေါက်သေးတဲ့အချိန်မှာကျွန်မဘေးနာတကယ်ချင်းတွေကအိုးသူတို့ကဲတင်ချင်းရပြီးတော့သူတို့နော်လက်တိလက်မောင်းထားပြီးဆူတောင်းတဲ့အချိန်မှာကျွန်မပါလေဘယ်လိုပြောလဲရှက်ပဲရှက်တာသူတို့ပြောတာကျွန်မလည်းပြောရင်ကိုလိမ့်တာဟိုပဲတည်တယ်သူများရှိမှတော့လက်ထောင်လို့ရတယ်ဒါပေမဲ့ကျွန်မလည်းသူတို့ပြောတာကျွန်မမသိဘူးကဲတင်ချင်းကဘယ်လိုလဲတပည့်ကဲတင်ချင်းရပြီးဆိုရဝန်တာရဝန်မြတ်တယ်ဆိုကျွန်မလည်းဝန်မြတ်တာပို့ပြီးကြောက်တယ်โอเคတင်ချင်းသူများပြောလေကဲတင်ချင်းအကြောင်းပြောလေကောင်းငရဲတော်တဲ့အကြောင်းပြောလေကျွန်မကြောက်ပဲကြောက်နေတာသဘောမပေါက်နိုင်ဘူးဆိုတော့ကျွန်မတို့တက်တာထဲမှာဘုရားသခင်ကသဘောပေါက်နားလေစီခြင်းဒါကြောင့်ကျွန်မတို့ကဆုတောင်းရမနာမလဲတဲ့ခါမှာဘုရားကိုတက်ရပြီးတော့ရပြီเนาะအခုခေတ်မှာဆိုရင်မှုတော်ဆောင်နေရှိတယ်เนาะဘုရားလူတွေရှိတယ်เนาะနာမကျမ်းဖြစ်တဲ့ခါမှာလည်းမှုတော်ဆောင်နေခေါ်ပြီးဆုတောင်းမှစီလူပြီးတော့ဆုတောင်းကြမှာမယ်တမန်တော်ဘက်တော့နာမလဲတဲ့အရာကိုလည်းမိတဲ့ခါမှာသူတို့အပြစ်ဘုရားကဖွင့်ပြမှာဖြစ်တယ်ဘုရားသခင်ကလူကိုပဲတောင်းတာเนาะအရင်တော့အားလို့ယေရှုခရစ်တော်ကိုယ်တိုင်တိုက်ရိုက်လောကမှာသူကเนาะဆင်းကြလာခဲ့ပြီကျွန်တော်တို့အတွက်နော်အသေးခံပြီးခဲ့ပြီသူကိုယ်တိုင်တရားဟောခဲ့တယ်သူမွေးတဲ့နေရာသူတကြိုတဲ့နေရာတစ်ခုထိနဲ့ဝါထိနေရှိတယ်ဒါကြောင့်မယုံကြည်သူတွေကဒီတော့ဘုရားကမတရားဘူးလို့ပြောတဲ့အခါမှာဘုရားသခင်ကတရားတယ်လေယေရှုကသူ့ကိုတိုက်ရိုက်လောကမှာလာခဲ့တာပဲဘာလို့မတရားရမှာတရားတာဗောမယုံကြည်ငရဲတော့မင်းတို့ဘုရားကိုမယုံကြည်ငရဲတော့ဒါမတရားဘူးဘုရားသခင်ကတရားတယ်သူကိုယ်တိုင်သူပုံသက်တည်တယ်လို့ပြီးခဲ့သူကိုယ်တိုင်ဆင်းပြီးတော့ပြင်ပြီးခဲ့သူပြန်တက်တဲ့ခါမှာသူ့လူတွေပြန်ထားတယ်အစင်ပေါ့နော်သူ့လူတွေအားဖြင့်နော်ကြားပြောလို့သူမရှိရင်နော်ဘသူကဟောပြောတဲ့သူမရှိဘူးသူကကြားမယ်ပြောမှကြားမယ်ဒါကြောင့်မလို့ပြောဖို့ရအတွက်နော်ဘုရားသခင်သူ့လူတွေကိုပြန်ခွဲခန့်မှတ်ထားတယ်ဒီနေ့မှုတော့ဆောင်ကျွန်တော်တို့ဒီနာမှာရှိတယ်ကျွန်တော်တို့ဘုရားကျောင်းမရောက်တိတိုင်အောင်နောက်ဆုံးကဘယ်လောက်ထိကျေးဇူးတော်ကရှာပေးတယ်ဆိုတော့နောက်ဆုံးနော်လိုင်းပေါ်မှာဘုခွန်အားယူရမယ်ဘောနော်ဖိအားလူတွေရှိတယ်နော်လူတိုင်းတော့ပေါ့အဲ့မှာလေခိုင်ချက်လွေးတွေပြောတဲ့လူတွေအများကြီးရှိတယ်ရွေးနှုတ်ထည့်ရမယ်နှုတ်ကပတ်တော်ကိုဆောင်ရတဲ့စိတ်နဲ့ရွေးချယ်တတ်ရမယ်ဗျာနှုတ်ကပတ်တော်စစ်စစ်ဝေငှပေးတဲ့သူစီမှာတိုးဝယ်ချင်းကန်ရမယ်တွားရမှာဖြစ်တယ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့မရောက်ဖို့ဗျာပြောတယ်ဝယ်ရမှာဖြစ်တယ်ဟိုရဲ့အချင်းကုန်နမလားအချင်းကုန်ဝေးမယ်ဥပမာဘုရားကြောင့်နောက်ကြမယ်ဘယ်နှုတ်ကပတ်တော်နားထောင်ခြင်းလဲကျွန်မလိုက်ကစီးသွားလို့ရတယ်အစီဒါပေမဲ့နှုတ်ကပတ်တော်ကိုကျွန်မမကြားလို့မဖြစ်ဘူးနောက်ကြပါပြီလို့ကြောင့်တော့တက်စီငှားပြီးသွားတယ်အဲ့ဒါလည်းဝေးတာပဲဝေးပြီးတယ်နှုတ်ကပတ်တော်ဝေးတာပဲနော်နှုတ်ကပတ်တော်ဝေးငါတော့ဒီနှုတ်ကပတ်တော်ကိုခွန်အားရတဲ့ကြောင့်နှုတ်ကပတ်တော်ဝေးငါတဲ့သူကိုမျိုးစိခံခြင်းဒီနှုတ်ကပတ်တော်ကျွန်မအတွက်ဖြစ်တယ်ကျွန်မတက်တာမှာဘုရားလုံးလို့ပါစေအဲ့လိုနော်ယုံကြည်သူတွေကတိုးတက်လာကြတယ်အများကြီးရယူတက်လာကြတယ်
ဒီနေ့တင်တဲ့ကျွန်တော်ကရယူတတ်ဖို့ဖခင်နှုတ်ကပတ်တော်ဖခင်ရဲ့ကောင်းချီးကိုရယူတတ်ဖို့ဖခင်ကလိုချင်တယ်တောင်းပါလို့ပေးမယ်လို့ပြောတဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်တိခံခြင်းနဲ့ဝန်ခံခြင်းဆိုပြီးတော့ကျွန်မနော်ဟောစေပြီးတဲ့အောက်မှာကျွန်မတို့နော်တိခံခြင်းနဲ့ဘုရားရဲ့မျက်နှာတော်ထောက်ပြီးတော့အသက်ရှင်ရမယ်လူပါဝင်ခြင်းမှာအသက်ရှင်ရမယ်နော်ဘုရားရဲ့မို့တော်များမှာအသက်ရှင်ရမယ်တမန်ကျမ်းစာကိုသဘောမပေါက်တဲ့လူတယောက်ကဆုတောင်းတယ်အဲ့ဒီကူလေးကသူကအာဗြဟံကိုကောင်းချီးပေးတဲ့ဘုရားတဲ့နော်အာဗြဟံကဲ့သို့သူ့ကိုကောင်းချီးပေးမယ်ဘုရားသခင်ကတိရှိတယ်ဆိုပြီးတော့ဆုတောင်းတာအကြီးကျယ်သူများအိပ်ပြီးဆုံးသူဆုတောင်းတယ်သူအိမ်ကမိသားစုလည်းမအိပ်အောင်သူဆုတောင်းတယ်ဒါပေမဲ့သူတအားယုံကြည်ချင်ကျမတို့ကလည်းဆုတောင်းတာကြည့်လိုက်တာအမေပြဆုတောင်းတဲ့သူဘုရားကောင်းချီးပေးပြီးကောင်းချီးခံစားမှာဒါပေမဲ့သူခိုင်လာအလွယ်အာဗြဟံရဲ့ကောင်းချီးခြင်းကိုဘုရားပေးမယ်လို့ကျမတို့ဟုတ်ပြီပေါ့မဟုတ်ဘူးသူကအာဗြဟံမိမအများကြီးယူတယ်ခလေးအများကြီးပေါ့အဲ့ဒါနဲ့သူ့ရဲ့ခိုင်လူချက်ကဒီမိမနဲ့ရတဲ့သားသမီးမဟုတ်ဘူးလေဘုရားသခင်ကနောက်မိမနဲ့ယူတဲ့သားသမီးတွေနဲ့ဘုရားကကောင်းချီးပေးမယ်လို့သူ့ကိုပြောတယ်တဲ့အဲ့ဒါနဲ့ဝမ်းနေစရာဘယ်လိုမှရှင်းပြမရတော့သူကသူကိုယ်ွယ်တဲ့ဘုရားကအာဗြဟံကိုကောင်းချီးပေးတဲ့ဘုရားကျွန်တော်လည်းကောင်းချီးသူမျိုးတည်းများကျွန်တော်ကပြောညီမကျွန်မသူ့ကိုညတကောင်သူများအိပ်ပြီးဆိုတော့ပြီးဆူတောင်းတော့ပေါင်လင်ဆွဲတာလည်းညုံမဲနေလုံးဝမိုးလေးပေါ့ဆူတောင်းတယ်လုံးဝသူမကြဘူးသူမိမကမစလို့ဆူမတောင်းနဲ့ဘေးအင်းလူဘေးအင်းကလူတွေအဲ့လိုရမှာမဟုတ်ဘူးပေါင်လင်ဆွဲတဲ့သူပေါင်တာညုံမဲတော့မယ်အမရွက်တင်များတော့ဆူတောင်းမပြတ်တောင်းခါတယ်လေဘောတနာစရာကောင်းတယ်ဖခင်ကိုတိချင်တော်မှာတိခွင့်မရတဲ့ဝိညာဉ်တနာစရာကောင်းတယ်နော်ဒါကြောင့်မလို့ကျမတို့အဲ့ဒါကပိန်းချရွက်တူရေမတင်တော့ဆိုတဲ့စကားပုံပေါ်မှာစကားပုံပိန်းချရွက်ပေါ်မှာရေတော့ရှိပါတယ်ရေမရှိတာမဟုတ်ဘူးနော်ပိန်းချရွက်ပေါ်မှာရေရှိပါတယ်ဒါပေမဲ့ရေကသူ့ဟာနဲ့လိမ့်ပိန်းချရွက်ပေါ်မှာရေမကြည့်ဘူးရေမဆူဘူးရေကအောက်ကိုချသွားတယ်ဘယ်လိုပဲလောင်းအောက်ကိုအလုံးလိုက်လေးကျသွားတယ်နော်အောက်အလုံးလိုက်လေးပဲနော်ဘယ်လိုပဲလုံးလုံးခန့်လို့ပြေးနေလေရေသာပြေးသွားတယ်ပိန်းချရွက်ကရေမဆူဘူးအဲ့ဒါကိုကျွန်မကိုဖျားဖို့ပဲခါမောဖျားတဲ့ကျွန်မတို့ကလောကဘတ်တော်တရားနဲ့ဖွင့်ဖျားကပြီးတယ်နော်ဒါကြောင့်မလို့ကျွန်မတို့ရဲ့အသက်တာမှာငါတည်းထီချမ်းတယ်တခါတလေကျွန်မတို့ငါဒုက္ခကိုသူတို့မမြင်ဘူးလို့နော်စိတ်ထဲမှာဖြစ်ပေမဲ့တိတ်အဲ့ဒီအချိန်မှာတိတ်ဟာချီးမွမ်းလို့အကောင်းဆုံးခြင်းဖြစ်တယ်ဘုရားရှိမှငိုကြွေးလိုက်ဘုရားမျက်မှောက်တို့ထဲမှာငိုကြွေးလိုက်ဘုရားသခင်ကိုယဉ်ဖွင့်လိုက်ဘုရားသခင်ကတိတ်ကိုတက်တာစေမှာဖြစ်တယ်တိတ်ကိုထောက်မှမှာဖြစ်တယ်ဘုရားသခင်တာချင်းကျွန်မတို့ရဲ့နော်နားမလည်နိုင်တော့လဲချီးမွမ်းပါဆိုတာအဲ့ဒါဒါခါကျကျွန်မတို့ရဲ့ဒုက္ခကျွန်တော်နားလည်စရာမလိုဘူးနားလည်ဖို့မလိုဘူးဘာကြောင့်ဒီဒုက္ခရောက်တာလဲကျွန်တော်နားမလည်နိုင်ဘူးနားလည်စရာလည်းမလိုဘူးချီးမွမ်းဖို့ပဲလိုတယ်ဘုရားသခင်ကကျွန်မတို့ကိုထိုကဲ့သို့ဘုရားစီခြင်းတဲ့ဘုရားရဲ့နိယာမကိုသိစေလို့လိုတဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ကျွန်မတို့ကိုပုံသက်တည်တဲ့ထားပေးခဲ့တယ်နော်သူကယေရှုခရစ်တော်ပြဖို့တယ်လောကမှာကျင့်နေခဲ့တယ်တဲ့တော့ခိုင်တဲ့ဆောင်ဆန်းနောက်ဆက်ခြင်းကိုငါမစားနိုင်တဲ့သူမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ကိုယ်တဲ့ဖခင်ကဝချင်းစားနိုင်တော့ဖခင်ထောက်မနိုင်တော့ဘုရားသခင်ဖြစ်တယ်ဆိုတာနေနဲ့တတိယချင်းအဖြစ်ကျွန်တော်တို့ရဲ့တက်တာမှာဘုရားကိုအမြဲတမ်းမမေ့မလျော့ဘဲနဲ့ဘုရားရဲ့လိုလိုထဲမှာသွားကြမယ်နော်တီးခံရမယ်ဝန်ခံရမယ်ဝန်ခံချင်းရှိရမယ်တကယ်ချင်းမှာတော့မှဝန်ခံပေးပါဟုတ်ကဲ့ဝန်ခံလိုက်မိသားစုမိဘဝန်ခံလိုက်နော်ဆုံးမလာတဲ့အခါမှာဝန်ခံပါတင်းတလုံးမလုံးနဲ့ဝန်ခံပါတီးခံချင်းနဲ့ဝန်ခံချင်းနဲ့နောက်ဆုံးဆက်သွေးဆောင်ချင်းဒီကိုကျွန်တော်တို့ကြိုထွားရမယ်ဆိုတဲ့အရာနဲ့နေငယ်ကျွန်တော်မှာပေးချင်တာဖြစ်ပါတယ်ဂျာနာပြောချင်းစီတိုင်းကိုဖျက်ရှင်ကောင်းချီးပေးပါစေအာမင်